စင်ကာပူမှာကျောင်းတက်ရောက်ဖို့စဉ်းစားနေတဲ့မြန်မာကျောင်းသူကျောင်းသားတွေအတွက်2026ခုနှစ်ရဲ့ March April May ကျောင်းဖွင့်ချိန်တွေကိုပညာသင်ဆုတွေကျောင်းလာကသက်တာခွင့်များစွာနဲ့အတူလျှောက်ထားနိုင်မဲ့အခွင့်အရေးတွေရှိပါတယ်အနည်းဆုံးကျောင်းဖွင့်ချိန်တွေအတွက်90% scholarship ဒါတယ်မဲလားစင်ကာပူဒေါ်လာ2000အထိပေးအပ်နေတဲ့ပညာသင်ဆုတွေကိုလည်းလျှောက်ထားရယူနိုင်မှာဖြစ်ပါတယ်။ဒါဆိုရင်ဘယ်သူတွေလျှောက်ထားနိုင်မှာလဲ။မြန်မာနိုင်ငံနေပြီးတော့ကြတော့မှ IGCSE အောင်မြင်ထားတဲ့ကျောင်းသူကျောင်းသားတွေ GD အောင်မြင်ထားတဲ့ကျောင်းသူကျောင်းသားတွေတက္ကသိုလ်ဝန်ထမ်းအောင်မြင်ထားတဲ့ကျောင်းသူကျောင်းသားတွေလက်ရှိတက္ကသိုလ်တက်ရောက်နေတဲ့ကျောင်းသူကျောင်းသားတွေ OSSD အောင်မြင်ထားတဲ့ကျောင်းသူကျောင်းသားတွေ Higher National Diploma NCC Level 5အောင်မြင်ထားတဲ့ကျောင်းသူကျောင်းသားတွေနဲ့ဘွဲရထားပြီးတဲ့အကြောင်းကြောင့်သားတွေအားလုံးပဲလျှောက်ထားနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့2026ခုနှစ်ရဲ့အနည်းဆုံး March April May ကျောင်းဖွင့်ချိန်တွေကိုပညာသင်ဆုတွေနဲ့အတူတက်ရောက်ခြင်းနဲ့ကျောင်းကြောင့်သားတွေအနေနဲ့ကျောင်းလျှောက်ထားဖို့အတွက်လိုအပ်တဲ့အသေးစိတ်အချက်အလက်တွေကို Study Block Information Center မှာလာရောက်တိုင်ပင်ဆွေးနွေးပြီးတော့ကျောင်းလျှောက်ထားလိုက်ပါ။